အညာမောင်ကနေပြီးတော့လိမ့်စီ2မျိုးထွက်ထားပါတယ်အဲ့ဒီလိမ့်စီ2မျိုးကလာမေးကြတယ်ပေါ့နော်ဒီလိမ့်စီ2မျိုးမှာဆိုလို့ရှိရင်တဲ့ဘာတွေကွာခြားလဲပေါ့နော်ဘလို့အသုံးဝင်လဲဆိုပြီးမေးကြတယ်ဒီဆိုလို့ရှိရင်ဒီမှာအဝါဘူးလေးရဲ့အနီဘူးလေးရဲ့ဒီအဝါဘူးကတော့အရင်ထွက်တာပေါ့နော်ဒါလေးကတော့နောက်ထွက်တဲ့ update ပြန်ပြီးမြစ်ထားတာလေးဖြစ်ပါတယ်အသုံးဝင်တဲ့နီပုံစံကတော့အတူတူပဲဒါပေမဲ့ပါဝင်တဲ့ပစ္စည်းလေးတွေနည်းနည်းကွာတယ်နောက်သူ့ရဲ့အသုံးပြုပုံလေးနည်းနည်းကွာတယ်သူ့ရဲ့ထိရောက်ပုံလေးနည်းနည်းလေးစီကွာဟမှုလေးတွေတော့ရှိပါတယ်အဲ့တော့သိကျင်တယ်ဆိုလို့ရှိရင်တော့မနေ့ Viber ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရတယ်ဖုန်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်ဒီကနေပြီးတော့တိတ်ပြီးပြောပြလို့မရဘူးပေါ့နော်အဲ့ဒါဆိုခဏခဏအဘန်းခံနေရလို့ပါအဲ့တော့ဒီမှာအညွှန်းလေးတွေပါတယ်သုံးဆွဲပုံသုံးဆွဲနည်းတွေလည်းပါတယ်ပါဝင်ပစ္စည်းလေးတွေပါတဲ့အတွက်ဒီမှာမှားလို့ရှိရင်လည်းဖတ်ရှုလို့ရတယ်သိချင်လို့ရှိရင်အသေးစိတ်မေးမြန်းလို့ရပါတယ်အမျိုးသားတွေเนาะစိတ်သွားတိုင်းကိုမပါတဲ့အမျိုးသားတွေအသုံးပြုလို့ရတယ်เนาะပန်းလန်းစေတယ်နောက်က အမျိုးသားတွေเนาะကြီးချင်ထွားချင်တဲ့အမျိုးသားတွေအသုံးပြုလို့ရတယ်လို့เนาะဆေးခဲနေတာကြာပြီเนาะဆေးခဲပြေချင်တဲ့အမျိုးသားတွေအသုံးပြုပါဆိုလို့ရှိရင်เนาะဒီအနီဘူးလေးကိုအသုံးပြုလို့ရပါတယ်ရှင်အဲ့တော့အသေးစိတ်လာပြီးတော့မေးမြန်းလို့ရပါတယ်။အဲ့နဲ့ Viber ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။